အခုခေတ်စားနေပြီချစ်လေးတို့ရင်မိုက်နေရောမလောက်ကြည့်ဘူးရှာလောက်ကြည့်အောင်မနော်ဒီဗီဒီယိုလေးမကြောက်ချစ်စရာလေးရချစ်လိုက်လိုက်လောက်ကြည့်မနော်လောက်ဝင်လုံးလို့ရလားမရလားတူတူကြည့်ပြီနော်ချစ်လေးတို့ချစ်စရာတေချာပါမိတ်ကအဖြူပဲရမယ်ချစ်လေးတို့အဖြူနဲ့တော်မဲတဲ့ဟာနဲ့နည်းနည်းဆက်လိုက်မယ်နော်ဆက်လိုက်တော့ဒီအရောင်လေးဒီလောက်နေထားလေးရတယ်တဲ့လေးတို့မဆုံးရမလို့ထင်တယ်ဒီအရောင်တရုံမနဲ့တူကျင်တဲ့တော့တမျက်နှာလို့ဖြူဆော့အောင်လိုက်ရမယ်ဟိုဖတ်တော့အစ်ကလေးနဲ့ချစ်လိုက်တော့ရေတရုံမနဲ့တူချစ်တော့တရုံမစိတ်အိတ်ရောအိတ်တုံတုံပေါက်ကြည့်မယ်နော်ညီအောင်လိုက်ပေါက်တဲ့လေးတို့တမျက်နှာလုံးပြောင်းလဲမယ်ပြောင်းလဲမှုကြီးလာပြီကျမဟိုးဆိုအိနေရောမနော်တဲ့လေးတို့ညက်နေရောနော်နှိပ်ပို့ပြီးတော့ပြည့်ဖောင်းကျင်တဲ့သွားခေါ်စီလာအဖြူထပ်ထည့်မယ်တဲ့လေးတို့ထည့်နေကြနေရအတိုင်းလေးလက်ပေးနဲ့မျက်နှာနဲ့ရံဖြစ်နေပြီတဲ့တက်အောင်လုပ်လိုက်အောင်လောစလက်မဲပါစေနော်တို့အယုံမပြည့်ချင်တယ်ဆိုတော့လောက်သေးပါဖြူချကိုပြည့်ချင်တဲ့ကိုခေါ်စီလာရောပြီးတော့လိုက်ဖြည့်မယ်တဲ့လေးတို့ကိုဒီနေရာမှာပဲလင်းစင်တယ်ဆိုဒီနေရာမှာပဲလေးမယ်မိတ်ကတာပို့ပြီးတော့ကောက်ပြီးဆိုဖို့လှဖို့တော့စပေထပ်ပြန်တော့ပေါင်းတော့မထည့်ကြတဲ့ချက်သူခြေထားတဲ့ပါနီရပေါ့နော်ပါလိမ့်မို့ရောင်နည်းနည်းလေးပေါက်ပဲအဲ့ဒါကြောင့်တစ်ခါနေဒီအယောင်နဲ့ခေါ်စီလာ01နဲ့ပေါ့နော်လောက်ကိုရောမယ်တဲ့လေးတို့မစစ်ရောလိုက်တဲ့ခါစားရင်လေသူလိမ့်မိုးရောင်ပုံစံလေးရတော့မယ်ဒီလိုရောလိုက်ရင်နည်းနည်းများဒီလိုဒီပါယုံမှာသူကဒီလိုမျိုးမြင့်တက်သွားတယ်ဆိုတော့ကိုလည်းဒီလိုမြင့်တက်မှာနော်ပြီးရင်မျက်လုံးအောက်ဦးစားပေးပြီးတော့ထည့်ရတယ် white မယ်အပေါ်မြင့်တက်မယ် okay ပြီးတော့မေးစီရောက်ထည့်တယ်သူနည်းနည်းတော့ရှိမယ်လို့ထင်တယ်နော်ပါယုံပေါင်နာမုတ်ကိုစီဝနာသုံးမယ်တိတ်လေးပေါင်နာမုတ်ကတသားဟုတ်ကြည့်ရဆိုတော့တိတ်လို့ရတယ်တိတ်လိုက်ညက်သလားမိုက်နေရောပါအစီပြင်းလုံးဝမရှိတော့ဆိုညက်ဖုံးမွေသူအနီရောင်ဖောက်တာလေချစ်လို့လောက်ကိုလည်းအနီဆက်ဆုံး eyeshadow ကအယောင်လေးအဲ့လိုရောင်လေးပေါ့နော်အနီရောင်ပုံစံလေးအဲ့ဒါလေးနဲ့ကဲမယ်နိုင် eyeshadow ကသူအယောင်အများကြီးမချဲ့တာတော့ဒါပေမဲ့လိမ့်မရောင်လောက်ဝင်ထဲမှာရှိတဲ့အပြက်လေးပေါ့နော်ကျိုးပြက်နေအဲ့ဒါကိုမျက်ခွန်တစ်ခုလုံးကိုချဲ့လိုက်မယ်ဆိုတော့အယောင်တိတ်မရေဘူးဆိုလားရောင်လေးတော့ရှိတယ်အဲ့လောက်တော့ပဲ PO ကအညိုရောင်လေးကိုနည်းနည်းယူလိုက်မယ်အညိုရောင်အဖျောတော့အဲ့ဒါကိုလောက်ငါဒီမျက်လုံးတောက်လေးမှနည်းနည်းထည့်မယ်နော်အဖျောလေးပဲမျက်လုံးပေါက်လေးနည်းနည်းလေးခြေအောင်ပြီးွားရင်ပြပြောင်လက်လက်လေးကိုသူထည့်တာနော်တန်လေးတို့ဒီအရှိလေးမှဒီလိုမျိုးလေးထည့်တာလေမျက်လုံးရဲ့အရှိလေးအောင်းမြည့်ရတော့နည်းနည်းတော့အယောင်လေးထည့်အောင်လုပ်အောင်အဲ့အယောင်ခေါ်မယ်ပြောတာကောင်းဒီပို့ပြီးလေးမသွားဒီခဲတာလေးကိုဒီကြားထဲမှာလောင်းအောင်ထပ်ထည့်ပါအဲ့ဒီဘက်သူအဲလိုက်နာကိုသူအဲလိုက်နာမစွဲတာဟုတ်တယ်လားအညိုရောင်ပဲထည့်တာတဲ့အဲကြောင့်လောက်ကအညိုရောင်လေးပဲထည့်တော့မယ်သူမျက်လုံးအတွင်းသားနဲ့တဲ့ခါကျလောက်ကအေးလိုက်နေထည့်မယ်နော်သူအဲ့လိုမျိုးအမဲအဒီထဲထဲမှာသူထည့်တာတဲ့စတော့နားတော့လေသူချွတ်နေအောင်ပေါ်ထားတဲ့တော့ဒီအလဲကနေလောက်ကစော်မီကောက်နေအောင်ဦးစားပေးပြီးတော့လာမယ်ဒီလိုလာမယ်နားတန်လေးကိုချောနေအောင်ဒီနားလေးကိုအစားလေးချွတ်လာတယ်အဲ့လိုလေလုံးလုံးလေးပြတော့မြစ်ထောင်တူကသူအများကြီးမထည့်တာအောင်နော်နည်းနည်းလေးအဝါတာလေးရွေးချက်နည်းနည်းတော့တူလာပြီးတော့ထင်တာပဲနော်အမြစ်တောင်ကလောက်ကတော့ဒီမတ်စကာလာနဲ့ပဲကော့လိုက်တော့မနော်တိတ်တော့မကွာအတုမထည့်တော့သူဆိုရတဲ့နှခါနေရလေးဒီလိုမျိုးလေးဖဲလိုက်လေးနဲ့နှခါကိုဒီလိုမျိုးဟောတာဒီလိုဒီအတက်လေးလေးထင်တာရဲ့သူ့လိုမျိုးကိုဆိုလေးဆိုနှခါနေကိုဒီ eyeshadow ဟာလေးနဲ့လောက်နည်းနည်းဒီအောက်နာလဲဒီအလဲလေးရဲ့ထည့်နော်အလဲပြီးသွားလို့ရှိရင်သွား hair light လေးကိုနာတန်လေးမှာဖြစ်နေအောင်ဒီနေရာလေးအလဲပြီးရရင်နှခါနေကသူဒီလောက်ရောက်ရဲစိုးရတဲ့စစ်လေးနှခါနေရေစိုးတာကို list ကထည့်လိုက်ရင်အစီပြေပဲလို့ထည့်တော်တော်တူတယ်လို့ထင်နေမယ်နော်ဒီလောက်တော့တူတယ်ပေါ့နော်ရုပ်ကြရမတူဘူးဆိုတော့စပိတ်ပြလိုက်အောင်နော်ချစ်လေတော့ခုလိုပဲချစ်လေလောက်အင်းကြီးတွေပါလေစပင်းတွေလုပ်ပြီးပြန်လာခဲ့မယ်နော်တူလားမတူတာသိချာလေးကြည့်ပြီးနော်ကဲချစ်လေတို့ရေလောက်လာပြင်လို့ပြီးသားပြီပေါ့နော်ဘလို့နေလဲတူလားတူတော့ရောက်ချေထားတယ်ပဲချစ်လေတို့အချိန်ကြာကြီးပဲဖုံးထောက်ပြီးတော့လောက်ထားတာဆိုတော့လောက်နဲ့လိုက်ဖတ်မှုရှိရလားပြောပြခဲ့အောင်နော်လိုက်လားမလိုက်လားပြောပြီးနော်ဘိုင်ဘိုင်နောက်ပြုပါYou're just a